ကောင်မလေးတယောက်ဟာသူ့ကိုတစ္ဆာဖောက်သွားတဲ့ရေးစားဟောင်းကိုလက်စားချေကိုအမျက်တော်တဲ့နဲ့လူဆိုးကိုင်းကောင်းဆောင်တယောက်နဲ့ဆက်ဆံရေးတိဆောက်လိုက်ပါတယ်သူတို့လက်ထပ်ပြီးနောက်ပထမဆုံးအကြိမ်စားတောက်ဆိုင်မှာညစာစားရင်ရေးစားဟောင်းဖြစ်သူနဲ့မမျှော်လင့်ပဲဆုံးမိသွားပါတယ်ကောင်မလေးကမမြင်အောင်ဆောင်ဖို့စူးစမ်းပေမဲ့သူငယ်ချင်းတယောက်ကလက်ပြနှုတ်ဆက်လိုက်တဲ့အတွက်မလုံဆန်နိုင်တော့ပါဘူးသူခင်ပွန်းဖြစ်သူဒေးဗစ်ကလည်းဒေါသမထွက်တဲ့အပြင်အဲ့ဒီရေးစားဟောင်းစီကိုအဲ့ဒီကောင်မလေးကိုခေါ်သွားပြီးနှုတ်ဆက်ခိုင်းပါတယ်ဒေးဗစ်ကအဲ့ဒီကောင်မလေးကိုရေးစားဟောင်းရဲ့ဘေးမှာတမင်တက်ထိုင်ခိုင်းလိုက်တဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးအတော်လေးအနေရခတ်သွားပါတယ်ဒေးဗစ်ကရေးစားဟောင်းကိုမင်္ဂလာဆောင်ဖို့ဘယ်တော့လောက်ရှိမလဲလို့မေးခွန်းထုတ်ပြီးကောင်မလေးရဲ့ကိုဝင်ဆောင်ထားတဲ့တက်မှန်တက်ပုံကိုပါဂုဏ်ယူစွာနဲ့ထုတ်ပြလိုက်ပါတယ်တလားလောက်ကြာမှာတော့အဲ့ဒီရေးစားဟောင်းရဲ့မင်္ဂလာဆောင်ကိုတိုက်ရိုက်လွှင့်နေတာကိုမြင်လိုက်ရလို့ကောင်မလေးကဝမ်းနေပြီးငိုမိပါတယ်ဒေးဗစ်ကဘာလို့ငိုတာလဲလို့မေးတဲ့အခါကိုဝင်ကြောင်းလို့လိန်ပြောလိုက်ပေမဲ့တကယ်တော့ရေးစားဟောင်းရဲ့မင်္ဂလာဆောင်ကိုစီစဉ်ပေးတာဒေးဗစ်ကိုယ်တိုင်ပါပဲသူငယ်ချင်းပိုင်တဲ့ဟိုထဲမှာမင်္ဂလာဆောင်ဖြစ်အောင်စီစဉ်ပေးပြီးရေးစားဟောင်းပျော်ရွှင်ဖို့ကိုသူကအလိုလားဆုံးဖြစ်နေတာပါညဘက်မှာတော့ဒေးဗစ်နဲ့ကောင်မလေးတို့မိဘတွေအိမ်မှာညစာသွားစားကြပါတယ်ကောင်မလေးကဖုန်းကိုပဲကြည့်နေတဲ့အတွက်ဒေးဗစ်တယောက်စိတ်မရှိဖြစ်ပြီးအရင်ကတင်းစေးထားတဲ့ဒေါသတွေပေါက်ကွဲလာပါတယ်လူရှိသူရှိမှဒေးဗစ်ကအော်ဟစ်ဆဲဆိုရဲ့အတွက်ကောင်မလေးလည်းအန်တာသွားပြီးဖုန်းကိုရှင်းပြဖို့လုပ်ပေမဲ့ဒေးဗစ်ကဖုန်းကိုလွှင့်ပစ်လိုက်ပါတယ်မိဘတွေကဝင်သားပေမဲ့ဒေးဗစ်ကပိုလို့တောင်စိတ်ဆိုးလာတဲ့အတွက်ကောင်မလေးလည်းအိမ်ကနေထွက်သွားပါတော့တယ်နောက်ပိုင်းမှာမိသားစုဝင်တွေဝင်ပြောပေးတဲ့အတွက်ဒေးဗစ်လည်းအေးဆေးသွားပြီးတောင်းပန်လိုက်တာကြောင့်ကောင်မလေးလည်းခွင့်လွှတ်ပေးလိုက်ပါတယ်3 လလောက်ကြာသွားတဲ့အခါကောင်မလေးရဲ့ကိုဝန်လည်းရင့်မာလာပြီးသူတို့နှစ်ယောက်လည်းပိုပြီးချစ်ခင်လာကြပါတယ်ဒီနေ့မှာတော့ကောင်မလေးကအင်ဂျင်နီယာစာမေးပွဲဖြေဖို့စာရင်းပေးထားတာကိုဒေးဗစ်တည်သွားပါတယ်သူကကောင်မလေးမသွားစေချင်ပေမဲ့တိုက်ရိုက်တော့မတားရဲပါဘူးဒါကြောင့်ကောင်မလေးအိမ်ကထွက်သွားတဲ့အချိန်မှာဒေးဗစ်တယောက်ဖုန်းခေါ်လိုက်ပါတော့တယ်